ကျွန်တော်ဒီ microtik ကို internet ပေးဖို့အတွက်ပေါ့နော်ဒါကျိုးအရှိပေါ့နော်ဒီကျိုးအရှိကိုကျွန်တော်တို့ပမာတက်မလဲဆိုတော့ကျွန်တော်ဒီပေါ့အခုလက်ရှိကျွန်တော်ယူထားတဲ့ router ရဲ့အနောက်မှာတက်ပေးမှာပေါ့နော်ဒီလိုလေးတက်ပေးရမှာနော်အဲ့တော့ပို့တစ်ခုမှာတက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျိုးမှတ်ထားပါတော့အကျိုးအပြာ fiber ကနေ internet ပေးတာပေါ့နော် fiber internet ပေးတယ်ဆိုတော့ကြောင့်မလို့ကျွန်တော်ဒီကျိုးပြလေးမှတ်ထားမှာနော်ဒီကျိုးကကျွန်တော်ခုနလာတဲ့ internet ကfiber router ထွက်လာတဲ့ကျိုးပေါ့နော်ဒီကျိုးကိုကျွန်တော်တို့ဒီ microtik ရဲ့ port 1နဲ့မှာထည့်မယ်ပေါ့နော် port 1နဲ့မှာတက်နော်ပြီးတော့ရင်နောက်တစ်ချောင်းလိုမယ်ပေါ့နော်နောက်တစ်ချောင်းကကျွန်တော်ဒီ computer နဲ့ join ဖို့အတွက်ဒီဘက်ကအပေါက်မှာကျွန်တော် manage လုပ်ဖို့အတွက်ပေါ့နော်LAN ကြိုးတကြိုးသုံးမယ်ပေါ့နော်ဒီကြိုးကတော့ကျွန်တော်ဒီ computer ကိုသက်တက်ကမှာနော် computer ရဲ့ LAN ဖောက်မှာသက်တက်ပြရမှာနော်အဲ့တော့အပေါက်တစ်ပေါက်သုံးမယ်1နဲ့4နဲ့ပေါ့နော်1ကကျွန်တော်တို့ internet အတွက်ကြိုးပေါ့နော်4ကကြတော့ကျွန်တော်တို့ဒီ microtik ကိုconfig ချဖို့အတွက်ပေါ့နော် setting တွေပါချဖို့အတွက်ကိုသုံးဖို့အတွက်နံပါတ်4ပေါက်ကိုသုံးအောင်နော်နံပါတ်4ပေါက်အတွက်ကြိုးတက်မယ်ပေါ့နော်အဲ့တော့ computer လာတဲ့ကြိုးပေါ့ဒီမှာတက်မယ်ပေါ့နော်လမ်းပေါက်ကိုကျွန်တော်တို့နံပါတ်4မှာတက်မယ်နံပါတ်4ပေါ့နော်နံပါတ်4မှာထုတ်လိုက်မယ်နော်ဒီကြိုးကကျွန်တော်တို့ဘယ်ကိုသွားမှာလဲဆိုတော့ကွန်ပျူတာရဲ့လမ်းပေါက်ကိုသွားမှာနော်ကွန်ပျူတာကနေပြီးတော့ကျွန်တော်တို့ဒီ microtik router ကို setting ချမှာနော်ဒီဘက်ကကြိုးပေါ့နော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ဒီကွန်ပျူတာပေါက်ကိုသွားပြီးတော့ထိုးပြရဒီလိုထိုးလိုက်မှသာလဲကျွန်တော်တို့ဒီဝင်ပေါက်ကနေရှာလို့ရမှာပေါ့နော်အဲ့တော့ဒီခုနကကျွန်တော်ဒီ manage အပေါက်မှာထိုးထားတယ်ပေါ့နော်နံပါတ်4အပေါက်မှာထိုးထားတယ်ကျိုးပေါ့နော်ဒီကျိုးကိုကျွန်တော်တို့ဘာမှတက်မလဲဆိုတော့ကွန်ပျူတာရဲ့ LAN ပေါက်မှာတက်မယ်နော်ကွန်ပျူတာဘေးဒီမှာပါတယ်ပေါ့နော်ဒါ laptop မှာဆို laptop ရဲ့ဘေးမှာပါတယ်ဒီ LAN ပေါက်မှာကျိုးထိုးပြရမယ်နော်ဒီပုံစံအတိုင်းပဲပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုရင်ဒီဘက်ကတစ်ပေါက်ကကျွန်တော်တို့ဒီ microtik router ကို internet ပေးဖို့အတွက်ပေါ့နော် internet ယူဖို့အတွက်ကိုကျိုးတစ်ချောင်းတက်တယ်ပေါ့နော်ဒါ router ကကျွန်တော်တို့ဒီ fiber ကနေပြီးတော့လာတဲ့ကျိုးလည်းဖြစ်ချင်းဖြစ်မယ်နောက်တစ်ခု Starlink တို့ဘာလို့ကနေပြီးတော့လာတဲ့ကျိုးလည်းဖြစ်မှာပေါ့နော်အဲ့ကျိုးကျွန်တော်တို့က internet ရအောင်ပေါ့နော်အဓိက internet ရအောင်ကျွန်တော်တို့ကကျိုးတစ်ကျိုးလာထည့်ပေးရတယ်ဟုတ်ပြီနော်အကယ်လို့များကျွန်တော်တို့က line 2 line ပေါင်းမယ်ဆိုလို့ရှိရင်ကျိုး2ကျိုးလာလိုက်မယ်ပေါ့နော်တကျိုးကကျွန်တော်တို့ဒီ fiber လာတဲ့ကျိုးပေါ့နော်နောက်တကျိုးကကျွန်တော်တို့ဒီတခြားဟိုပါပေါ့နော်ဥမာ Starlink ကလာတယ်ဆို Starlink ကလာတဲ့ကျိုးတကျိုးကိုဒီမှာလာထိုးပေးရမယ်ဒါ internet 2 line ဖြစ်သွားအောင်ပေါ့နော်2 line ထည့်ပေးတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ပြီးမှသာကျွန်တော်တို့ကဒါ line ပေါင်းတာဘာညာကိုကျွန်တော်တို့ဒီပြန်ပြီးတော့ဒီကျိုးလေးနဲ့ပြန် manage လုပ်နော်ဒါကွန်ပျူတာမှာထိုးထားလိုက်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ win box ကနေပြီးတော့ဒီ router ကိုရှာရုံပဲရမယ်နော်ဒါအစာပိုင်းပေါ့နော်